ကျော်သူဟာသူ့ကိုယ်သူလူသက်သမားတယောက်လိုစိတ်ကူးရင်နေတက်ပြီးအတန်းထဲကလူတွေကိုတက်ပြစ်ရှင်စိတ်ပေါက်နေတဲ့အီမိုကောင်လေးတယောက်ပါသူကဘယ်သူနဲ့မှမရောပဲစာကြည့်တိုက်မှာပဲအချိန်ဖြုံးနေရှိပေမဲ့တနေ့မှာတော့အတန်းထဲကနာမည်ကြီးမော်ဒယ်မလေးနှင်းရဲ့ထူးဆန်းတဲ့အမူအရာတွေကိုမြင်လိုက်ရကနေသူတို့နှစ်ဦးရဲ့ပတ်သက်မှုစတင်ခဲ့ပါတယ်နှင်းဟာအပြင်ဘက်မှာနာမည်ကြီးမော်ဒယ်ဆိုပေမဲ့တကယ်တမ်းမှာတော့စပိုးနေအောင်စားတတ်တဲ့ဘိုက်ရွှဲမလေးတယောက်ပါစာကြည့်တိုက်မှာမုံတွေကိုပြာခတ်ပြီးခိုးစားနေတဲ့သူမကိုကြည့်ပြီးကျော်သူကဦးချောင်ချောင်နိုင်တဲ့မိကလေးလိုသတ်မှတ်ထားပါတယ်ဒါပေမဲ့သူမအိမ်စာလုပ်ဖို့ကတာလိုအပ်နေချိန်မှာကျော်သူကကူညီပေးခဲ့ရာကနေနှင်းရသူ့အပေါ်စတင်ရင်းနှီးလာခဲ့ပါတယ်။ကျော်သူဟာဗဇက်ကသာနှင်းကိုတက်ပစ်မယ်လို့ကြုံဝါနေတာတကယ်တမ်းမှာတော့သူမကိုအမြဲကာကွယ်ပေးနေသူပါ။နှင်းငိုနေတာကိုဘယ်သူမှမမြင်အောင်ပိုစတာကိုတမင်ဖြုတ်ချပြီးအာယုံလွှဲပေးခဲ့တယ်လို့နာမည်ကြီးကောင်လေးမင်းခန့်ကနှင်းကိုလာရောက်နှောက်ယှက်နေချိန်မှာလဲစပီးနဲ့ဝင်တိုက်မလို့လုပ်ပြီးသူမကိုကယ်ထုတ်ခဲ့ပါတယ်။ဒါအပြင်နှင်းအာလူးကျော်စားလို့လက်ပေမှာဆိုးလို့စာကြည့်တိုင်းမှာတ िश ူးအဆိုတွေပါတမင်စီစဉ်ပေးထားခဲ့ပါသေးတယ်။ဒီနေ့မှာတော့ကျောင်းစည်းကမ်းမှာနှင်းနဲ့အတူနားနေသူမရဲ့ဝစ်စုံကိုမှားယူမိရာကနေကျော်သူဟာသူမအပေါ်ထူးဆန်းတဲ့ရင်ခုန်တန်တွေစတင်ခန်းစားလာရပါတယ်။နှင်းကလည်းကျော်သူကိုစားနောက်ရတာသဘောကျပြီးသူတို့နှစ်ယောက်ဟာစီးပွားရေးအခန်းထဲမှာဖြော်ရည်တွေအတူတူဆက်တောင်းရင်ပူပြီးနှီးဆက်လာခဲ့ကြပါတယ်။ကာယအချိန်မှာနှင်းဘောလုံးနဲ့နှာခေါင်းကိုထိခိုက်မိပြီးငိုနေတာကိုမြင်ရတဲ့အခါကျော်သူဟာသူမကိုတကယ်သဘောကျနေပြီဆိုတာကိုအပြည့်အဝနားလဲသွားပါတယ်။ဇလန့်အချိန်ရလာတဲ့အခါမှာတော့နှင်းကကျော်သူရဲ့စပီးအစ်စ်ကိုမှတ်မိသွားပြီးသူမကိုအိမ်ပြန်လိုက်ဖို့တောင်းဆိုခဲ့ပါတယ်။စပီးအတူစီးရင်နှင်းကသူမရဲ့ဘတ်စကတ်ဘောအသင်းကနေထွက်ပြီးကျော်သူရှိတဲ့အဖွဲတဲကိုဝင်မယ်လို့ပြောလိုက်တဲ့အခါကျော်သူတယောက်ရင်ခုန်တန်တွေမြန်ပြီးရှက်ကိုရှက်ကန်းဖြစ်သွားရပါတော့တယ်။ကျော်သူဟာတစ်ဖက်မှာနှင်းကိုသဘောကျနေပြီးမဲ့ကျောင်းစည်းကမ်းအရာစပီးတစ်စီးရဲ့နှစ်ယောက်စီးရင်ရဲဖမ်းမှာကိုလည်းစိုးရိမ်နေခဲ့ပါသေးတယ်။ဘူရာယုံကိုရောက်တဲ့အခါနှင်းကသူ့ကိုကျေးဇူးတင်စကားပြောပြီးလမ်းမှာသူတောက်လာတဲ့ဖြော်ရည်ဘူးလေးကိုလက်ဆောင်ပေးခဲ့ရာကျော်သူကတော့စစ်သားတယောက်လိုလေးပြပြီးကြံရစ်ခဲ့ပါတယ်။နောက်ရက်အနည်းငယ်ကြာမှာတော့ကျော်သူဟာသူ့ရဲ့အမကေတီနဲ့အတူမုံစားဖို့မက်ဒိုနယ်ကိုရောက်နေတော့အမနဲ့အတူရှိနေတာကိုနှင်းမြင်သွားမှစိုးလို့စိုးရိမ်နေခဲ့ပါတယ်။ဒါပေမဲ့နှင်းနဲ့သူ့တငယ်ချင်းတွေကတကယ်ပဲရောက်လာခဲ့ပြီးကျော်သူအမကလည်းမောင်လေးရဲ့အရက်ကိုစားနောက်နေတာကြောင့်သူရှက်ပြီးမုံသွားမှာဖို့ခုံကားနေထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်ကိုနှင်းကလိုက်လာပြီးသူမကတဦးတည်းသောသမီးဖြစ်တာကြောင့်အမရှိတဲ့ကျော်သူကိုအားကျမိကြောင်းပြောပြခဲ့တယ်လို့ပတ်စံအိမ်မိကြံခဲ့လို့စားကျင်နေတဲ့ရေခဲမုံကိုလည်းကျော်သူကပဲဝယ်ပေးခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့နှင်းကဆီယာမစီသွားဖို့ကြောက်နေလို့ကျော်သူကလိုက်ဖို့ပေးခဲ့ပြီးနှင်းเจ้าကိုမုံခိုးယူလာလို့ဆီယာမကစူပူနေချိန်မှာကျော်သူကပဲပပနက်နက်နဲ့ခုခံရှိပါပေးခဲ့ပါတယ်။အမြဲတမ်းတိတ်တိတ်ဆိတ်ဆိတ်နေတဲ့ကျော်သူကိုကြည့်ပြီးဆီယာမကတော့အံ့ဩသွားရပါတယ်။အပြန်လမ်းမှာတော့နှင်းကကျေးဇူးတင်တဲ့အနေနဲ့ရှော့ကလက်ကျွေးပြီးနောက်ဆိုရင်သူမကိုနာမည်ရင်းနဲ့ပဲခေါ်ဖို့ခွင့်ပြုခဲ့တဲ့အပြင်ကျောင်းပြင်မှာလှုပ်ရှားမှုမှာလည်းကျော်သူကနှင်းနဲ့တပွဲတဲ့ကြောင်းနီးမျိုးစုံနဲ့စူးစမ်းခဲ့ရနှင်းကလည်းကျော်သူကတကယ်တော့အရန်ကိုအားကိုးရတဲ့သူဆိုတာကိုရိပ်မိသွားပါတယ်။သူတို့အဖွဲ့ကနာမည်ကြီးကာတွန်းဗီဒီယိုစတူဒီယိုဖြစ်တဲ့ MAPPA ကိုလေးလာရေးသွားခဲ့ကြပြီးကျော်သူကသူဝဒနာပါတဲ့ရုပ်ပြစာအုပ်အကြောင်းတွေကိုစိတ်ပါလက်ပါပြောဆိုနေတာကိုမြင်ပြီးနှင်းကလည်းသဘောကျနေပါတယ်။လူအပြည့်နဲ့ဒလိကစီးရတဲ့အချိန်မှာနှင်းနဲ့အရင်နီးကပ်သွားတာကြောင့်ကျော်သူတယောက်ရင်ခုန်တန်းတွေထိမရအောင်ဖြစ်ခဲ့ရသလိုအကြောင်းပြန်ချိန်မွေးရနေတော့မှလည်းကျော်သူကနှင်းကိုသူ့ရဲ့မိုးကအင်ဂျင်ငှားပေးခဲ့ပါတယ်။တကယ်တော့နှင်းရဲ့အိတ်ထဲမှာထီးရှိနေပေမဲ့ကျော်သူနဲ့အတူရှိခြင်းလို့မသိချင်အောင်စောင့်နေခဲ့တာပါ။နောက်တစ်နေ့မှာတော့နှင်းကကျော်သူကိုအချစ်ဟာတာရုပ်ပြစာအုပ်တွေငှားပေးခဲ့တာကြောင့်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတစ်နေ့တစ်နေ့ပိုပြီးထူးခြားလာခဲ့ပါတယ်။ကျောင်းမှာမာယန်သွန်ပြေးပြိုင်ပွဲလုပ်တဲ့အခါကျော်သူကနှင်းကိုရှောင်ပြေးဖို့ကြိုးစားပေမဲ့အရက်ရှည်တဲ့နှင်းကခဏလေးနဲ့လိုက်မိသွားခဲ့ပါတယ်။အားကစားလုပ်ပြီးချိန်မှာသူတို့နှစ်ယောက်အားကစားဝတ်စုံမှားဝင်မိသွားလို့ကျော်သူကသတိထားမိသွားပြီးနှင်းကသူ့အင်ဂျီကိုဝတ်ထားတာကိုအခြားသူတွေသတိမထားမိအောင်ကျော်သူကဆီယာမမေးတဲ့တင်ရှားပို့စာကိုကိုယ်တိုင်ထွက်တွက်ပြီးအာရုံလွှဲပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဆေးကမ်းမှာအင်ဂျီတွေပြန်လဲနိုင်ခဲ့ကြပြီးသူမဟာအင်ဂျီကိုမပေးခင်မှာနောက်ဆုံးအချိန်ဖြစ်အနက်ခံကြည့်ခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့သူမကသူ့ကိုအရက်တိုင်းနဲ့စင်စီခေါ်သွားခဲ့ပြီးသူမရဲ့အရက်ဟာ9ပြီ9လက်မနီးပါးရှိနေတာကိုသိလိုက်ရပါတယ်။နောက်နေ့မှာတော့နှင်းကရုပ်ရှင်အတင်မှာပါဝင်တည်ဆောင်ရမယ်ဆိုတဲ့သတင်းကြောင့်လူတိုင်းယူမတက်ဖြစ်နေကြပါတယ်။သူမရဲ့တငယ်ချင်းတွေတောင်မှအဲ့ဒီရုပ်ရှင်တွေကခေါင်းဆောင်မင်းသားတွေနာမည်ကြီးတာကြောင့်စိတ်လှုပ်ရှားနေကြတာပါ။ဒါပေမဲ့သူမဘလောက်ထိစိတ်လှုပ်ရှားနေတယ်လဲဆိုတာကိုမျက်ဝန်းတွေကတစင်သတိထားမိတာကြော်သူတယောက်တည်းပဲရှိပါတယ်။အဲ့ဒီနောက်မှာဆီယာမရောက်လာပြီးထိုင်ကုန်နေရအသက်ရှာပေးဖို့ပြောတဲ့အခါကျော်သူကနှင်းရဲ့ဘေးမှာထိုင်ရဖို့အတွက်ကန်ဆန်းမဲနှပြားတွေစီမှာအသေးအတန်ဆူတောင်းနေခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲသူ့ရဲ့ဆူတောင်းကလွဲချော်သွားပြီးသူ့ရှေ့မှာနာဘူးကောင်ကိုထိုင်ကုန်ချပေးလိုက်ပါတယ်။တော်သေးတာကဟာယုကသူ့ဘေးမှာရှိနေတာကြောင့်အဆိုးကြီးတော့မဟုတ်သေးပါဘူး။ဒါပေမဲ့ပြဿနာကနှင်းဟာရက်အရန်ရှိပြီးကိုလုံးကိုလည်းကြီးမားတာကြောင့်လူတိုင်းရဲ့အမြင်အာရုံကိုပိတ်နေတာပါပဲ။ဒါပေမဲ့သူမဟာကျော်သူကြည့်နေတာကိုသတိထားမိတိုင်းသူ့ကိုလှည့်ပြီးပြုံးပြတတ်ပါတယ်။မင်းခံဟာနှင်းနဲ့စားအုပ်အတူကြည့်ခြင်းလို့စားအုပ်မိလာတယ်လို့ဟန်ဆောင်ခဲ့ပေမဲ့ကျော်သူကဂျားပြတ်နောက်ရှက်ပြီးအစီအစဉ်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒါပေမဲ့သူကိုယ်တိုင်လည်းကြောက်တင်မုံကိုမမြင်ရဘဲမတော်တဆဟာယုရဲ့ပခုံးပေါ်မိမိသွားပါတယ်။ကံကောင်းတာကဟာယုကကျင်နာတတ်သူမို့သူ့ကိုစားအုပ်ကူခိုင်းပါတယ်။နှင်းကဒါကိုမိမိစိတ်ဆိုးသွားခဲ့ပါတယ်။အတန်းပြီးတဲ့နောက်မှာတော့သူမကအရန်ကိုစိတ်တူနေပြီးဟာယုရဲ့ဘေးမှာထိုင်ရတဲ့ပျော်နေမှာပေါ့လို့ပြောပါတယ်
ဒါပေမဲ့သူကတန်းလုံးမှာသူမကအမြင်အာရုံတွေကိုပိတ်ထားတာကြောင့်သူမကလွယ်ရင်ဘာမှမမြင်ခဲ့ရဘူးလို့ရှင်းပြလိုက်ရမှာတော့နှင်းရဲ့စိတ်တွေပြောင်းလဲသွားစေခဲ့ပါတော့တယ်။နောက်ပိုင်းစာကြည့်တိုင်းမှာတော့သူမကသူ့ကိုတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့သူကသူမမှာရုပ်ရှင်ရိုက်ဖို့လိုမျိုးပိုအေးကြီးတာတွေရှိနေတာကြောင့်သူ့အတွက်စိတ်မပူဖို့ပြောလိုက်ပါတယ်။နှင်းကသူရုပ်ရှင်ကြိုက်သလားလို့မေးပြီးသူမတရုပ်ဆောင်ရမယ့်ဇာတ်ကောင်အကြောင်းပြောပြကသူ့ရှိမှစကားပြောလေ့ကျင့်နေခဲ့ပါတယ်။လူတွေကသူတို့ကိုထူးဆန်းတယ်လို့ကြည်နေတာကြောင့်ပိုပြီးတည်တံ့ဖြစ်တဲ့နေရာမှာလေ့ကျင့်ဖို့သူကအကြံပေးလိုက်ပါသေးတယ်။ဒါကြောင့်နှင်းကသူ့ကိုအရင်နီးကလွန်းတဲ့နေရာတစ်ခုကိုခေါ်သွားခဲ့ပါတော့တယ်။ဒီရုပ်ရှင်ကနောက်တဲ့2နှစ်ကြာမှယုံတင်မှဖြစ်ကြောင်းသူသိလိုက်ရပါတယ်။သူမကကျော်သူလာကြည့်မှလားလို့မေးတဲ့အခါကျော်သူကလာကြည့်မယ်လို့ကတိပေးလိုက်တာကြောင့်သူမကတရုပ်ဆောင်လေ့ကျင့်မှုခွန်အားတွေရသွားခဲ့ပါတယ်။အဲ့ဒီညမှာကျော်သူကနှင်းရဲ့အစည်းအဝေးကိုကြည့်ခဲ့ရမှာတော့သူမရဲ့အခန်းတော်တော်များများဖြစ်ထုတ်ခံထားရတာကိုသိလိုက်ရပါတယ်။သူမစိတ်မကောင်းဖြစ်နေမှာပဲလို့သူတွေးနေခဲ့ပေမဲ့နောက်နေ့မှာတော့သူမကအဲ့ဒီအစည်းအဝေးမှာပါဝင်ခဲ့ရတဲ့အကြောင်းတိုးတိုးနဲ့မရမနာပြောနေပါတော့တယ်။စာမှုပဲကာလပြည့်နောက်ကျော်သူကစုစုကိုစာပြပေးတဲ့အခါနှင်းကမနာလို့ဖြစ်သွားပါတယ်။စုစုကနှင်းကိုစာကြိုးစားပုံနဲ့ကျော်သူကစာတင်တာအရန်တော်တာကြောင့်သူ့အကူအညီကိုတတိပေးခဲ့တယ်လို့ကျော်သူကိုလည်းနှင်းရတခါတလေအစွန်းရောက်တတ်တာကြောင့်တတိထားဖို့ပြောခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲသူတို့ရဲ့မိဘတွေအကြောင်းကိုရောက်လာကြရာကျော်သူအမေကနှင်းအမေနဲ့ဘေးချင်းရှင်ထိုင်နေတာကိုသူတွေးလိုက်ရပါတယ်။နှင်းအမေဟာအရန်ကိုတင်းကျပ်သူဖြစ်ပါတယ်။ကျော်သူအမေကနှင်းနဲ့စကားပြောခဲ့ပြီးကျော်သူကကြောင်းမှာပျော်နေပုံရတယ်လို့ပြောပြတဲ့အတွက်နှင်းတကယ်ပဲဝမ်းသာသွားခဲ့ပါတယ်။အစည်းအဝေးပြီးမှသူ့အမေကတငယ်ချင်းတယောက်နဲ့စကားပြောခဲ့ကြောင်းပြောပြပြီးအဲ့ဒီကောင်မလေးနာမည်ကိုမေးတဲ့အခါသူကနှင်းလို့ဖြေလိုက်ရမှာသူတို့နောက်ကလိုက်လာတဲ့နှင်းကိုလန့်သွားစေခဲ့ပါတယ်။နောက်နေ့မှာနှင်းကသူ့အမေကအရန်ချစ်စရာကောင်းပြီးညာတက်ကြောင်းချီးကျူးခဲ့ပါသေးတယ်။ပြီးတော့သူမကသူ့ကိုစုစုကိုတင်ပေးတယ်လို့တင်ပေးဖို့တောင်းဆိုလိုက်ပါတော့တယ်။သူကသဘောတူလိုက်ပြီးမဲ့စာကြည့်တိုင်းမှုဆရာမထွက်လာတာကြောင့်သူတို့မုံစားနေတာမိသွားမှစိုးရင်ပြီးသူမအနာနာကိုကက်ကမုံခွန်ကိုဝတ်ထားဖို့တူတူလေးပြောလိုက်ရမှာသူတို့နှစ်ယောက်အရင်နီးကပ်သွားတာကြောင့်နှင်းတယောက်ဟန်ချက်ပြတ်သွားခဲ့ရပါတယ်။နောက်နေ့မှာတော့မိုးတွေတဲတဲမဲမဲရွာနေပါတယ်။ကျော်သူကမိုးကအင်ဂျီမိတ်ကြံခဲ့လို့မိုးထဲမှာစပီးစီးပြီးပြန်ခဲ့ရရာလမ်းမှာသူ့ကိုမှတ်မိသွားတဲ့နှင်းနဲ့ဆုံပါတယ်။နှင်းကစပီးနောက်မှာလိုက်စီလိုက်ပြီးသူတို့နှစ်ယောက်လုံးအတူတူထီဆောင်လိုက်ပါတယ်။အိမ်ရောက်မှနှင်းရဲ့ပစ္စည်းတွေစပီးမှာကျန်နေခဲ့တာကိုသိလိုက်ရတာကြောင့်သူမိုးထဲမှာပဲဘူရာယုံကိုတွားပြီးခဲ့ရပါတယ်။သူမရဲ့လူမှုကွန်ရက်ကိုကြီးရင်းနဲ့အတူအိပ်ပျော်သွားခဲ့ပြီးနိုးလာတဲ့အခါမှာတော့သူဖျားနေတာကိုသိလိုက်ရပြီးကြောင်းပြက်လိုက်ရပါတယ်။အိမ်မှာတယောက်တည်းရှိနေစဉ်စိုးရင်တကြီးဖြစ်နေတဲ့နှင်းရောက်လာခဲ့ပါတယ်။သူမကကျောင်းကနေလဲစားကိုလာပေးတာဖြစ်ပြီးကျော်သူကလက်ဖက်ရည်တောက်သွားဖို့ဖိတ်ခေါ်လိုက်ပါသေးတယ်။အိမ်ထဲမှာနှင်းရှိနေတာကြောင့်ကျော်သူစိတ်လှုပ်ရှားပြီးအင်ကြီးသွားလဲနေတော့မှပဲတတိလစ်ပြီးလဲကျသွားပါတော့တယ်။နှင်းကသူ့ကိုဂရိမောတင်ပေးပြီးအေးမီအောင်ပြုစုပေးခဲ့ပါတယ်။ကျောင်းပြန်တက်တဲ့နေ့မှာနှင်းကသူ့ကိုအရင်ဆုံးလာနှုတ်ဆက်ပါတယ်။သူမလည်းအေးမီသွားတာကြောင့်အတန်တွေဝင်နေပါတယ်လို့ပြောပါတယ်။နောက်ပိုင်းမှာနှင်းကသူ့ကိုလိုင်းအကောင့်3လားလို့မေးလိုက်ပါတယ်။သူက3တယ်လို့ပြောတဲ့အခါသူမကစတစ်ကာလေးတွေပြပြီးပို့ပေးမယ်လို့ပြောပေးပေမဲ့သူကတော့ညင်းလိုက်ပါတယ်။နှင်းကအရှာတန်းတွေမှာအဖွဲရှိပေမဲ့သူတို့တန်းမှာမရှိတဲ့အကြောင်းပြောပေမဲ့သူကဘာကိုဆိုလိုမှမသိတာကြောင့်နှင်းတယောက်စိတ်ပြတ်သွားခဲ့ရပါတယ်။ခရစ်စမတ်မတိုင်ခင်ရက်အနေငယ်မှာမေတ္တာကခရစ်စမတ်မှာရည်စားရခြင်းတယ်လို့ပြောပါတယ်။နှင်းကလည်းကျော်သူရဲ့ဖုန်းနံပါတ်ကိုတောင်းဖို့ကြိုးစားပေမဲ့မေတ္တာကအရင်ဥအောင်တောင်းလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အခုမှနှင်းကတကယ်ပဲသူ့ဖုန်းနံပါတ်ကိုတောင်းနေတာမှန်းသူအတိအကျသိသွားပါပြီ။အဲ့ဒီညမှာနှင်းငှားပေးလိုက်တဲ့ရုပ်ပြတ်စာအုပ်ကိုဖတ်ရင်းနဲ့ဇလိုက်ကောင်ကသူနဲ့တူနေတာကိုသတိထားမိပါတယ်။နောက်နေ့မှာတော့မင်းခန်ကနှင်းကိုလာကတ်နေတာကိုသူတွေ့ရပြန်ပါတယ်။စာကြည့်တိုက်ကိုသွားတဲ့အခါငိုနေတဲ့နှင်းကိုတွေ့ရပြီးသူမကသူ့ကိုမြင်တော့မှစိတ်သက်သာရသွားခဲ့ပါတယ်။ခြောက်ကောင်လေးတွေကသူမရဲ့ရည်စားအကြောင်းဆက်စုကြရမှာလဲနှင်းကကြောသူကိုတက်တဲ့အဖြစ်မေးပြီးညှင်းဆိုခဲ့ပါတယ်။မင်းခန်ပြန်ရောက်လာတဲ့အခါနှင်းကကြောသူကိုစိုက်ကြည့်ပြီးသူမမှလူရှိနေပြီဆိုတာကိုမင်းခန်သိအောင်လုပ်လိုက်ပါတယ်။နောက်ပိုင်းမှာကြောသူကနှင်းဟာသူ့ကိုမင်းခန်လိုပဲအသုံးချနေတာလားလို့တန်တရားဝင်လာပြီးသူမကိုရှောင်နေခဲ့ပေမဲ့နှင်းကနောက်ကလိုက်လာပြီးငိုပြီးတောင်းပန်တာကြောင့်သူမကတကယ်ကိုဖြူစင်တဲ့သူဖြစ်ကြောင်းသိလိုက်ရပြီ။သူမကသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်လိုက်ပါတော့တယ်။နောက်ဆုံးမှာတော့နှင်းကကျော်သူရဲ့ line အကောင့်ကိုရသွားခဲ့ပါတယ်။ခရစ်စမတ်မှာသူတို့နှစ်ယောက်ရှင်းတွေ့ကြပါတယ်။နှင်းကစားတော့ဆိုင်တစ်ခုကိုခေါ်သွားပြီးစကားတွေအများကြီးပြောကြပါတော့တယ်။အဲ့ဒီနောက်မှာသူတို့ဈေးဝယ်ထွက်ကြပြီးအင်ကြီးယူကြပါတယ်။အဲ့ဒီမှာသူ့အမနဲ့သူ့ငယ်ချင်းတွေကိုတွေ့လိုက်ရတာကြောင့်သူတို့အဝတ်လဲခန်းထဲမှာအတူတူပုတ်နေခဲ့ကြရပါသေးတယ်။ချီဝီယာလမ်းမရီပေါ်မှာလမ်းလျှောက်ရင်းနှင်းကသူ့ကိုလေဗင်းစီးပူဝါလေးလက်ဆောင်ပေးလိုက်ပါတယ်။ဘူရာယုံမှာလူတွေအများများတာကြောင့်မကွဲသွားအောင်နှင်းကသူ့လက်ကိုတင်းတင်းဆုပ်ကင်ထားခဲ့ပါတယ်။နောက်နေ့မှာတော့သူတို့မိသားစုအာကီတာကိုသွားကြရမှာသူဓာတ်ပုံရိုက်ဖို့ကြိုးစားရင်းကြောက်ထဲကပြုတ်ကျပြီးလက်ကျိုးသွားခဲ့ပါတယ်။နှင်းကစိုးရင်တကြီးနဲ့ဖုံးဆက်လာပါတယ်။သူကနှင်းအတွက်ခွေးယူတော်ကြီးလေးဝယ်ပေးပြီးပြန်လာခဲ့ကပန်းချံမှာအဲ့ဒီလက်ဆောင်ပေးလိုက်တဲ့အခါနှင်းကအရန်ကိုပျော်ရွှင်ခြင်းနဲ့သွားခဲ့ပါတယ်။ရက်အနေငယ်ကြားမှာမင်းခန့်ကသူ့ကိုအတင်းခေါ်သွားပြီးနှင်းရဲ့အကြောင်းတွေဆက်စုပေးမယ်။သူကပြန်ပြောခဲ့ပါတယ်။သူလည်းနှင်းကိုကြိုက်နေတာကြောင့်အဲ့ဒီလိုလုပ်တာလို့ဝန်ခံလိုက်ပါတယ်။နောက်နေ့ဖျားเจ้าမှာသူတို့မိသားစုနဲ့နှင်းဆုံကြရာကျော်သူရဲ့လက်ကကျိုးနေတာကြောင့်တစ်ဖက်ထဲနဲ့ဆူတောင်းရတာကိုမြင်ပြီးနှင်းကသူမရဲ့လက်ကိုသူနဲ့အတူရှင်ပြီးဆူတောင်းပေးပါတယ်။သူ့အမကီတီကနှင်းကိုသူတို့အိမ်ကိုဖိတ်လိုက်ပါတယ်။အိမ်ရောက်တော့အမကသူ့ရဲ့ငယ်ဘဝပုံတွေကိုထုတ်ပြခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာသူတို့နှစ်ယောက်တဲ့အခန်းထဲမှာကြံခဲ့တဲ့အခါသူကစာမေးပွဲမအောင်ခဲ့လို့စိတ်ထဲကြားခဲ့ရတဲ့အကြောင်းတွေကိုရင်ဖွင့်ပါတယ်။နှင်းကသူ့ကိုနွေးရစာအားပေးရင်းနောက်ဆုံးမှာတော့ကျော်သူဟာသူ့ရဲ့ကြောက်ရွံ့မှုတွေကိုဖေးဖယ်ထားပြီး
နှင်းကိုရှစ်တဲ့စိတ်ကိုလက်ခံလိုက်ပါတော့တယ်သူကအရက်6ပေနီးပါးရှိတဲ့နတ်သမီးလေးကိုအမှန်တကယ်ရှင်းမိသွားခဲ့ပါပြီဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လုပ်သွားပေးခဲ့ကြပါဦးကျွန်တော်ကတော့ GB ဖြစ်ပါတယ်နောက်ဗီဒီယိုအသစ်နဲ့တူပြန်တွေ့ကြတာပေါ့